ရင်တော့ဆိုရင်ကျွန်တော်ဒီနှစ်ချက်လေ Bluetooth နှစ်ချက်လေသုံးလေးရှိတယ်တစ်ခုပြီးတစ်ခုပြက်လိုက်ဒါပြန်ပြီးတော့အသက်ဝယ်လိုက်အဲ့လိုမျိုးတွေအများကြီးရှိတာပေါ့နော်၄-၅ခုလောက်ဒါသုံးပါဒါပေမဲ့ဒီ Bluetooth နှစ်ချက်ကသူကနာရီကလည်းတော်တော်လေးခံတယ်သုံးရတာလေနာရီကတော်တော်လေးခံတယ်နောက်ပြီးတဲ့ခါကျတော့သူ့ရဲ့အဲမှာလောက်ထားတာကဒါနားကလုံးဝမနာဘူးသူကဒီလိုမျိုးတက်ရတာကိုသူကပြင်ကနေပြီးတော့ဒီလိုမျိုးလေးတက်ရတာဒီလိုမျိုးလေးတက်ရတဲ့ခါကျတော့သူကနည်းနည်းလေးပြောမှဆိုရင်နားမနာဘူးဒါလူကတက်ရှိတယ်ဒါပေမဲ့ချိုးတွေကြတော့ဒီနားလေးကိုထဲတဲ့လူတွေကြတော့ဒီသူကထဲတဲ့ဟာကိုကြိုက်တာလေဒီပြောမှဆိုရင်ပြင်မှာချိတ်ထားတဲ့ဟာကိုသူကမကြိုက်ကြဘူးချိုးတွေကြတော့အဲ့လိုပေါ့နော်ဒါကကြတော့ဒီပြင်ကနေပြီးတော့ဒီလိုမျိုးလေးချိတ်ရတဲ့ခါကျတော့ချိုးတွေကြတော့နည်းနည်းလေးပြောမှဆိုမြင်ရတာတမျိုးတော့ဖြစ်ချင်ဖြစ်မှာဒါပေမဲ့သူကဒီပစ္စည်းကဒါတက်ပြီးတော့ပေါ့နော်တက်ပြီးတော့ခါကျတော့ဒါနားထောင်ရင်းနဲ့အိပ်ပျော်သွားတော့အိပ်ရအောင်မှာနှစ်ခါသုံးခါယူဒါဖိမိတာပေါ့နော်ဒါအိပ်ရင်လည်းဒါအိပ်ပျော်သွားတဲ့ခါဖိမိတယ်ဒါပေမဲ့ तू ကဘာမှမဖြစ်ဘူးဒါကြမ်းတမ်းလဲခံတယ်လို့ပြောလို့ရတယ်နောက်မိတဲ့ခါကျတော့သူ့ရဲ့ပြောမလဲခံတဲ့နာရီပေါ့နော်ပတိအားကလည်းတော်တော်လေးခံတယ်အနည်းဆုံး၄နာရီ၅နာရီအနည်းဆုံးပေါ့နော်ဒါနောက်ထောင်နေရှိတာတော့အနည်းဆုံး၄နာရီလောက်နေတော့နားထောင်ပြတယ်ဒါပေမဲ့20%လောက်ပဲကုန်တယ်80%လောက်ကလုံးဝကြမ်းတယ်ညာကိုပြောမှဆိုလို့ရှိရင်ဒီလိုမျိုးနှစ်ချက်တွေ Bluetooth နှစ်ချက်တွေကိုဒါကိုကြိုက်လို့ရှိရင်ဒီလိုမျိုးနှစ်ချက်တွေဝယ်ပါတော့ဘာဖြစ်လို့လဲဆိုတော့ဒါကနားခက်ပါတယ်နောက်ပြီးတော့ကျွန်တော်နာရီအနေနဲ့လည်းဒါပဲဒီကတော်တော်လေးခံတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်သုံးတဲ့ထဲမှာဆိုလို့ရှိရင်ဒါ quality ကောင်းတဲ့နှစ်ချက်ထဲမှာပါတာပေါ့နော်ဒါလေးကဒါလေးကိုဒါကောင်းလို့မို့ပြန်ပြီးတော့ကျွန်တော်ညှောက်ပေးတာဖြစ်ပါတယ်